အားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ဒီကနေ့တော့ဒါဘောနော် PDF ဖန်တီးတဲ့ new ပြောသွားခြင်းနဲ့ဘောနော်ဒါလေးကကျွန်တော် Android မှာလည်း PDF ဖန်တီးအလွယ်ဆုံးဖန်တီးတဲ့ Gisual extension ပေါ့နော်ထပ်တူ PDF Comforter ပေါ့နော်အဲ့ထက်ဝင်လိုက်မယ်ဒါ file နဲ့ဒီမှာ AT လို့ပေးလိုက်မှာနော်ပြီးရင်ကိုလိုချင်တဲ့ file ကိုဒါထည့်လိုက်မယ် convert to PDF ပေါ့နော်ဒါလေးနှိပ်လိုက် okay အဲ့တော့ဒီမှာဟာအဲ့တော့ဘယ်မှာသွားရှိနေလဲဆိုရင်ဒါလေးကဒီမှာပေါ့နော် download ထဲမှာမလားဒီမှာ cell မှာ plan နဲ့ကြည့်လိုက်မယ်ဟောနော် Good morning. Please have a seat. Good morning. Thank you. What is your name? My name. ဒီလား PDF ဖိုင်လေးပေါ့နော်အဲ့လိုဖန်တီးလို့ရတယ်ဆိုတာကိုကျွန်တော်မိတ်ဆွေတွေတကယ်ချင်းတွေအတွက်ကိုလာပြီးတော့မှပြောပြပေးတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်တယ်နောက်ဒီOBS Studio 29.1.3 Profile